အခွင့်အလမ်းချနေမှတဆင့်ခေါ်ယူနေသောလစာ6သိန်းမှ9သိန်းကြားအလုပ်အကိုင်များရှွန်းကြီးမာချူကိုအလှပလုပ်ငန်းမှာတင့်ရဲ့အနာဂတ်ကိုစတင်လိုက်ပါအတွေ့အကြုံမလို့စတိုင်လစ်တစ်ယောက်ဖြစ်လာအောင်ကျွန်ုပ်တို့ကတင် जा ပေးမည် hair salon assistant ခေါ်ယူနေပါသည်အသက်25နှစ်အောက်ကြားမှမရွေလိုအပ်ချက်များပြောဆိုဆက်ဆံရေးကောင်းမွန်သူတန်ရှင်းတည့်ရသောရုပ်ရည်အသွင်ပြင်ရှိသူအသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နိုင်သူတာဝန်ယူမှုရှိသူလုပ်ငန်းအတွေ့အကြုံမလိုအပ်ပါလစာ6သိန်း2တောင်းမှ9သိန်းကျပ်အထိအလုပ်ကိုင်တိုးတက်ရေး assistant မှ stylist အဖြစ်တက်လှမ်းနိုင်ရန် professional training program များကိုစနစ်တကျသင်ကြားပေးပါသည်အလားပါလုပ်ငန်းတွင်အောင်မြင်သော career တစ်ခုကိုကျွန်ုပ်တို့နှင့်အတူစတင်လိုက်ပါ one week one time paid ပါသည်လျှောက်ထားလိုပါက Viber 39ခွန်ခွန်ခွန်39ခွန်ခွန်338 39ခွန်ခွန်ခွန်39ခွန်ခွန်339တို့ CV ဖောင်ပေးပို့လျှောက်ထားနိုင်ပါသည် Betel Mall Expo တွင်တာဝန်ထမ်းဆောင်ရန် graphic designer တစ်ဦး requirement graphic design အတွေ့အကြုံရှိသူ Adobe Photoshop Illustrator အသုံးပြုနိုင်သူ creativity and communication skill ကောင်းမွန်သူ social media trend များနားလည်သူ video editing skill ရှိသူကိုဦးစားပေးမည် deadline အတိုင်းအလုပ်လုပ်နိုင်သူဖြစ်ရမည်လစာ9သိန်း8သိန်းအပေါင်း lunch ဆေးဆံ marketing executive တစ်ဦး requirement ဆေးဆံ marketing ပိုင်းတွင်အတွေ့အကြုံရှိသူ communication and negotiation skill ကောင်းမွန်သူ Microsoft Office social media အသုံးပြုနိုင်သူ teamwork ဖြင့်အလုပ်လုပ်နိုင်သူ event expo အတွေ့အကြုံရှိသူကိုဦးစားပေးမည် customer relationship ကောင်းမွန်သူဖြစ်ရမည်လစာ9သိန်း8သိန်းအပေါင်း lunch အပေါင်း percentage working location number 182ပသိမ်မြန် 9 street ဒေါပုံတောင်ရှိရန်ကုန် apply now email turiya farmers@gmail.com Viber 39 261 3030359 39 268 809 955 phone 39 261 3030359 39 268 809 955 Has မြန်မာတွင်တာဝန်ထမ်းဆောင်ရန် Digital Marketing Executive ကြားမှ3ဦးလစာ6သိန်းမှ8သိန်း negotiation Digital Marketing Fee တွင်အတွေ့အကြုံအနည်းဆုံးတစ်နှစ်နှင့်အထက်ရှိရမည်ပေါင်းသိမ်းဆက်ဆံရေးကောင်းမွန်ပြီး teamwork ဖြင့်အလုပ်လုပ်နိုင်ရမည် creative thinking ကောင်းမွန်ရမည် advertising plan campaign များလုပ်နိုင်ရမည် English intermediate level ရှိရမည် Microsoft Word Excel PowerPoint Internet and email ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်လှဲတန်းမြေနီကုန်းတောင်မွေလှိုင်အနီးတစ်ဝိုက်နေထိုင်သူဦးစားပေးမည်လေးလပြည့်လျင်အဆောင်စီစဉ်ပေးမည်အတွေ့အကြုံမရှိသေးသူများလည်းလျှောက်ထားနိုင်ပါသည်ရုံးချိန်မနက်8:00 နာရီခွဲမှညနေ9:00 နာရီအထိနားရက်တစ်ပတ်တစ်ရက်လျှောက်ထားလိုသူများသည်မြေနီကုန်းရှိတကုံစင်တာတူ Resident Tower 12လွှာအခန်းအမှတ်12/A CV ဖောင်အပြည့်စုံသက်ဆိုင်သည့်စာရွက်စာတမ်းများနှင့်အတူအင်တာဗျူးဝင်ရောက်နိုင်ပါသည် Viber 39 965 656 935 email parami.edu.hr121@gmail.com သို့လျှောက်ထားနိုင်ပါသည်ဝေးရန် electronic မှတိုက်ရိုက်ခေါ်ယူခြင်း Sales Admin Executive ပါချေမှတစ်ဦးတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူသို့မဟုတ်ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ2 နှစ်နှင့်အထက်ရှိရမည် retail store များအတွက်ပါချေ order များပြင်ဆင်ဆောင်ရွက်ပေးရမည် supplier များနှင့် order delivery schedule များညှိနှိုင်းဆက်သွယ်ပေးနိုင်ရမည် store လက်ကျန်များစစ်ဆေးပြီး re-order process များဆောင်ရွက်ပေးနိုင်ရမည် invoice quotation နှင့်ပါချေ document များစနစ်တကျပြင်ဆင်ပေးနိုင်ရမည် Excel ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည် Pivot tablet နှင့် VLOOKUP အသုံးပြုနိုင်ရမည် software အသုံးပြုနိုင်သူဖြစ်ရမည် ERP software အသုံးပြုနိုင်သူဦးစားပေးမည်လစာ6သိန်းခွဲ NICO အပေါင်း attendance bonus 5000အပေါင်း sale incentive အပေါင်း ferry provide working hour 9 am to 5:30 pm off day Saturday alternate Sunday and public holiday email recruitment@tmwmyanmar.com Viber 39 438 853 388မြန်မာပြည်သားမြောက်ကလာပမြို့နယ်ရှိစားတောက်ကုန်လုပ်ငန်းတွင်တာဝန်ထမ်းဆောင်ရန်အောက်ပါရသူများအတွက်ဝန်ထမ်းများအလုပ်ရှိပါသည်စေးစူပါဗိုက်ဇာတဦး10တန်းအောင်ပွဲရလစာ6သိန်းအပေါင်းညှိနှိုင်းအပေါင်းရမှန်ကြီးလုပ်ငန်းတွေ့ကြုံရှိသူများကိုဦးစားပေးမည်အလုပ်ပေါ်တာဝန်ယူမှုရှိပြီးပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည် Sunday Plus ဆိုရရုံပေးရများအဆောင်နေပါကနေစားငိမ့်စီစဉ်ပေးသည်ဖုန်း39 883
ခွန်လေး33334 Viber သို့ CV ဖောင်တင်ပြီးလျှောက်ထားနိုင်ပါသည်လူကိုယ်တိုင်လာရောက်လျှောက်ထားလိုလျင်399883ခွန်လေး33334သို့လိပ်စာမေးမြန်းနိုင်ပါသည်နောက်ထပ်လည်းဘလို့အလုပ်ကိုင်ခွင့်လန်းကောင်းတွေတင်ဆက်ပေးအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်